ကျွန်တော်နာမည်က George Dixon ပါမူလတန်းက Britain နိုင်ငံကပဲဖြစ်ပေမဲ့ထိုင်းနိုင်ငံမှာဆမ်ညာနေပါနေထိုင်ခဲ့ပါတယ်ကျွန်တော်ကဆရာတယောက်ဆိုပြီးမြို့လယ်ဘက်ဟိုမှာအလုပ်လုပ်ပါတယ်ကျွန်တော်ဘဝတစ်ချောင်းလုံးမှာကိုခံအားစနစ်အလုပ်အရောက်တုံ့ပြန်မှုအနေမျိုးကြောင့်အမြဲတမ်းစိုးရင်ရတဲ့ဖြစ်တာတွေခံစားရပါတယ်ကျွန်တော်မှာအသက်ရှူလန်းကြောင်းယောဂအရေးပြားရရင်ချင်းနဲ့ချားနာချင်းလို့ရှိပြီးတော့ဒီຢာတွေကိုအောင်မြင်လို့ဝတ်စစ်မျိုးနဲ့စီမံခန့်ခွဲလာခဲ့ပါတယ်ဘဝတစ်လုံးလုံးမှာလည်းကုသမှုအမျိုးနဲ့စူးစမ်းလာခဲ့ပါတယ်အများဖြင့် steroid cream အသက်ရှူဆက်နဲ့ဒီလိုပစ္စည်းမျိုးတွေနဲ့အများတန်း antihistamine စီးပြားတွေစားနေရပါတယ်နောက်လွန်ခဲ့တဲ့ညနေခင်းတည်းမှာတော့ဒီပြဿနာကပိုဆိုးလာတာမျိုးဖြစ်လာတာမျိုးခံစားရပြီးရေးပေါ်အခြေအနေတွေအများကြီးကိုစီမံခန့်ခွဲနေရပါတယ်အခြေအနေကတစ်ချက်တည်းအထိရောက်သွားလို့ဒီမှာလာပြီးအထူးကိုဆရာဝန်နဲ့ရေရှည်တိုးတက်နိုင်မှုအလားအလာတခုခုရှိမရှိပြောဆိုဖို့လိုလာခဲ့ပါတယ်အာယုံပြင်းတဲ့ကိုခံအားသုံးပြမှုကိုလျှော့ချဖို့အာလာဂျီထိုးစစ်တောက်တုံကြည့်ဖို့အကြံပြုခံရပါတယ်ဝိစီယာလက်တွေပြန်လာတော့ငါ့ရဲ့အာလန်ဂျီစင်ကတလုံးချက်တလုံးကြောနေခဲ့အာလန်ဂျီအမျိုးအတွက်အလုံးတုံးပြန်တော့ပြီးအချွေးတစ်ဖြစ်ကြောင်မွေပန်းခေါက်မှုန်နဲ့ဖုန်ထားတဲ့ကတော့အရန်တုံးပြန်တော့ငါကိုယ်တိုင်လည်းအမြဲတည်နေခဲ့ရပါတယ်တကယ်တော့ဒီမှာအမြဲလာရောက်ကုသတာနဲ့ငါ့ရဲ့ယောဂလက္ခဏာတွေအရန်မြန်ပြီးရောက်သွားခဲ့တယ်ဒါပေမဲ့ဒီထိုးစီတွေကိုတနစ်နီးပါးလောက်သုံးလာတဲ့အချိန်တွေမှာငါ့ရဲ့ယောဂလက္ခဏာတွေဒီညီမစွာတိုးသက်လာတာကိုအသိချမြင်တွေ့ရတယ်တခုတည်းမဟုတ်ဘူးငါစဉ်းစားထားသလိုငါရဲ့ပန်းအာလန်ကြီးတဲ့မဟုတ်ဘူးငါရဲ့နှာခေါင်းပိတ်တာမျိုးလုံးနေတာတွေကြောနေလာမယ်လို့ညှော်လင့်ထားခဲ့တယ်တကယ်တော့ဒါဟာငါရဲ့ယောဂလက္ခဏာအလုံးမှာတိုးတက်မှုကြီးကြီးမြတ်မြတ်ဖြစ်လာစေရတယ်ငါเจ้าမကြီးပြဿနာအလုံးပေါ်မှာပါဥပမာမကြားသိခင်ကနာရီပြန်ဝင်နိုင်လာကြော်ရဲ့နာကလေးဘွားကလေးကနိုင်မဝင်နိုင်ခဲ့ဘူးအငယ်လက်ကောက်ပတ်ထားအကြောင်းငါ့အရေးပြားကိုထိခိုက်နာခြင်းစေးလိုက်တယ်ဒီချိန်မှာတော့အဖို့အပေါက်တွေခတ်လာပြီးတကယ်ပဲမဖြစ်နိုင်တဲ့အခြေအနေဖြစ်သွားတယ်အခုတော့တလော့ကြော်နိုင်ဝတ်နေတာပါအသေးစားတစ်ခုလိုပဲထင်ရပေမဲ့ငါဖြစ်တော့ဒိုးတက်မှုကြီးတစ်ခုပါငါပေါ်မှာတကယ်အရေးအရှိတပြောင်းလဲမှုတစ်ခုချွတ်ထားတယ်ငါပြောသလိုပဲငါကစတဲ့ချိန်မှာငါရဲ့ယောဂလက္ခဏာတွေတော်တော်လေးမြန်ပြောင်းလဲတိုးတက်လာတာကိုတွေ့မြင်ရတယ်ဒါပေမဲ့အဲ့ဒါကအာလူကြီးထိုးစစ်ကြောင့်မဟုတ်ဘူးငါရရှိနေတဲ့ပြုစုဆောင်မှုအဆင့်ကြောင့်ပဲဖြစ်တယ်ထိုးစစ်တွေပြရင်ကငါအာလူကြီးတုံပြန်မှုနောက်ခါစစ်မှာတိုးတက်မှုကိုတကယ်တိကျသတိထားမိတာကလိုင်းနိုင်ငံအကြမှာပဲထိတယ်အစီအစဉ်ကတပတ်တစ်ချိန်ထိုးစစ်နဲ့စတင်ခဲ့တယ်အဲ့ဒီထိုးစစ်မှာမကောင်းတဲ့တုံပြန်မှုတစ်ခုထင်နိုင်တယ်လို့ငါကသတိပေးထားပေမဲ့တကယ်တော့ငါကထူးခြားစွာသတိထားမိတာမရှိဘူးပတ်တစ်ချိန်ထိုးစစ်တွေကိုလာအနေငယ်ဆက်လုပ်ခဲ့ပြီးနောက်ပိုင်းမှာတော့အချိန်အနေငယ်နဲ့သာထိုးလာကြတယ်ညပတ်တစ်ချိန်သုံးပတ်တစ်ချိန်အခုတော့ငါတလားတစ်ချိန်သာထိုးစစ်လာရတယ်ဒါကြောင့်စမှာတော့အချင်းနင်းငယ်ဆွလွှဲရတာပဲဖြစ်ပေမဲ့နောက်သက်ဆိုရင်တကယ်တန်တယ်လို့ပြောနိုင်တယ်4လလောက်3လလောက်ကြာမှာတော့တကယ်တိုးတက်လာတာကိုငါသတိထားမိတယ်ပေါ်ကြနိုင်တယ်လို့လည်းသူတို့ပြောတယ်တိကျပြောရခတ်တယ်ဘာလို့လဲဆိုတော့ငါရဲ့ယောဂလက္ခဏာတွေကိုငါတော်တော်လေးထိန်းချုပ်နိုင်တာလားလဲချင်နိုင်လို့ပဲဒါပေမဲ့တကယ်တမ်းငါရဲ့ကျမရဲ့အချင်းကြီးတစ်ခုလုံးမှာတိုးတက်မှုရှိလာတာကိုငါခံစားရတယ်ဒါပြင်တကယ်တမ်းပေါ်လာရင်ဒီအစီအစဉ်ကိုပုံများစတင် training ပို့ကောင်းမယ်လို့ထင်တယ်အခုငါအသက်46နှစ်ရှိပြီဒီကိုနဲ့စီမင်းကြကြတယ်လို့ခေးရင်ပို့ကောင်းမယ်လို့စိတ်ကူးမိတယ်